ဘာလုပ်လဲကိုပုံးနေရလေအကိုကဘာလို့ရွှေရုပ်ကိုပေါင်းနေရလဲကိုအိမ်အောင်ပြုတော်မလားလို့ငါချစ်သူအတွက်ဆိုရင်ငါအပြည့်အဝကောက်ွယ်ပေးရမယ်အဲ့ကောင်ကဖဲမလဲဒီပါမလဲကိုနောက်လာကြရင်တို့မော်ဂလောစော်ကြတော့မင်္ဂလာဆောင်ပါဒီကတော့ဒီကားထဲမှာလို့ပေါ့နော်အရင်ကားတွေလည်းလိုပဲပေါ့တစ်ဖက်သက်ကြက်ရတဲ့အခန်းပေါ့ဒါပေမဲ့ဒီတစ်ခါတော့အရာမောင်းတူတဲ့ကိုရှိသူကိုကျွန်တော်လည်းမဟုတ်ဘူးသူကကြတော့ကိုတစ်ဖက်သက်ကြိုက်တာနော်တစ်ဖက်သက်ကြိုက်တာအဲ့လိုပဲအများနဲ့တစ်ဖက်သက်ကြိုက်တစ်ဖက်သက်ကြိုက်တာကားလည်းမလည်းဘယ်တော့မှလည်းမတွေ့ရဘူးနော်နှိမ်တာပေါ့တွဲပြီဆိုလည်းလေ online ငေါက်လိုက်တယ်အဲ့လိုမျိုးပဲအဲ့တော့ဒီရောက်ကြည့်ပေါ်သလားဆိုလဲအဲ့လိုပဲလေဥပိလူပါကိုကြိုက်ရတယ်သူမကြိုက်ရဘူးနောက်ဒီကြားထဲမှာလည်းရှိသေးတယ်အဲ့လိုကားလေးဆိုတယ်နော်တာပဲတစ်ဖက်သက်ကြိုက်ရတယ်ပြင်မာလဲအဲ့လိုပါပဲဝဲမမတင်နေတွေ့တယ်ကျွန်တော်အံ့ဩတယ်ချို့ဆိုရင်ငယ်တဲ့သူတွေကစိုးရတာလေမကြီးကသူကြီးပဲစိုးတာဟိုရှမ်းလေးကတအားလိုလိုက်ရခေါ်တော့ဘေဘီတဲ့ဘေဘီလေးမမနမနမတရားခေါ်တာတဲ့အော်ဘယ်သူရှိလဲသိတော့ကြပါဘောဘေဘီလေးတဲ့ဟောမဲဟောပါတော့ဘေဘီလေးလို့ပဲချစ်စရာကောင်းတော့ကိုအမလည်းအဲ့လိုပဲဘေဘီလေးလို့နော်အဲ့ဒီမှာသူလည်းပြည့်ပြည့်တော့ခေါ်တယ်မသိပါဘူးရရမမေးပါဘူးသူနှလုံးသားထဲမှာတော့သူ့မျိုးသမီးလေးကငဲနေတာပေါ့လေတေးတော့စကားနာမည်နဲ့လိုက်ပါတယ်တေးမလေးကတကယ်ချောနေဟုတ်တယ်နော်ကားလေးကလေဟာတာကားလို့ဆိုပေမဲ့ကိုစောရိုက်တဲ့ခါတိုင်းပုံစံလေးနဲ့မတူပွဲထွက်လာတဲ့ကိုစောလေဒီကားလေးကကြည့်ရကြည်နူးစရာကောင်းတယ်ချစ်စရာလည်းကောင်းတယ်နောက်ပြီးတော့မင်းသားမင်းသမီးရောကလိုက်ဖက်နေရတာနော်ဟုတ်တယ်နောက်ချက်ကကားလေးရဲ့ပုံစံလေးကအဲ့လိုထိုင်းကားလေးလို့ပါလို့အဲ့လို bike လေး chain နေရပါတော့ကောင်းတယ်ကျွန်တော်တို့သဘောကျတယ်ဆယ်လီရှိုးလေးကြည့်ပြီးသွားပြီဆိုတော့ဟဲ့သေပြီးသားလူတွေကဒုက္ခပေးနေရလားဒီတော့ဒီဘာသူနောက်ဆက်နေတာပူရဲပရေးရပေးစားပရေးရဟိုက်အေးဒီမှာတော့ရှင်နဲ့ပတ်တာဟုတ်စီရတော့ချောလေးတို့ပြည့်တဲ့နေရာမေးတာတော်တော်ချောပါတယ်တော်တော်ချောပါတယ်တုံးပါလေအတိုင်းမှာဒါချစ်စရာကောင်းနော်ဒီကတော့ဒီကားထဲမှာလို့ပေါ့နော်အရင်ကားတွေလည်းလိုပဲပေါ့တစ်ဖက်သက်ကြက်ရတဲ့အခန်းပေါ့ဒါပေမဲ့ဒီတစ်ခါတော့အရာမောင်းတူတဲ့ကိုရှိသူကိုကျွန်တော်လည်းမဟုတ်ဘူးသူကကြတော့ကိုတစ်ဖက်သက်ကြိုက်တာနော်တစ်ဖက်သက်ကြိုက်တာအဲ့လိုပဲအများနဲ့တစ်ဖက်သက်ကြိုက်တစ်ဖက်သက်ကြိုက်တာကားလည်းမလည်းဘယ်တော့မှလည်းမတွေ့ရဘူးနော်မတွေ့ရဘူးနော်နှိမ်တာပေါ့တွဲပြီဆိုလည်းလေ online ငေါက်လိုက်တယ်အဲ့လိုမျိုးပဲဟုတ်တယ်အဲ့တော့ဒီရောက်ကြည့်ပေါ်သလားဆိုလဲအဲ့လိုပဲလေဥပိလူပါကိုကြိုက်ရတယ်သူမကြိုက်ရဘူးနောက်ဒီကြားထဲမှာလည်းရှိသေးတယ်အဲ့လိုကားလေးဆိုတယ်နော်တာပဲတစ်ဖက်သက်ကြိုက်ရတယ်ပြင်မာလဲအဲ့လိုပါပဲဝဲမမတင်နေတွေ့တယ်နော်ကိုကလူမဟုတ်ဘူးနတ်သမီးလေးလေအဲ့ဒီနတ်သမီးဆိုတဲ့ကောက်ဟာကြီးရဲ့ပေါက်လေဘေးပြန်ညာပြန်ဘေးပြန်ကားလေးကတော့ကြည့်ပြီးပြီကြည့်ပြီးမရအောင်နေစိတ်ရှုံးမရောက်လိုက်ကြီးရပါတယ်ကားလေဟိုသဘောရုပ်တိလည်းတန်တယ်ဟာတာဆိုပေနဲ့လေဟိုအဲ့လိုမျိုးသဘောရုပ်တိမတန်တဲ့ဟာတာမဟုတ်ဘူးကွာအဲ့လိုဟိုအရန်ကြောက်စရာလည်းကောင်းမနေဘူးကားလေးက romance လေးလည်းပါတယ်ဒရာမာလေးလည်းပါတယ်ကောမဒီလေးပါတယ်သူကရသဆုံပါတယ်ဒီကားလေးကတူကလည်းအဲ့လိုပေါ့တမျိုးတစ်ပါးသားလေးဖြစ်သွားတယ်အဲ့ကားတူလည်းခိုင်းလုံးနေကြ character မျိုးမဟုတ်ဘူးအဲ့ဒါဘာလုပ်လဲကိုပုံးနေရလေအကိုကဘာလို့ရွှေရုပ်ကိုပေါင်းနေရလဲကိုအိမ်အောင်ပြုတော်မလားလို့ငါချစ်သူအတွက်ဆိုရင်ငါအပြည့်အဝကောက်ွယ်ပေးရမယ်အဲ့ကောင်ကဖဲမလဲဒီပါမလဲကိုနောက်လာကြရင်တို့မော်ဂလောစော်ကြတော့မင်္ဂလာဆောင်ပါကိုဝါဒနာပါလာလေးဆိုလေအားရင်လုတ်ဖြစ်နေရပါတော့ဒါကြတော့ Bobby Channel မှာ Bobby Channel မှာချက်တယ်သူအားရချက်တာသမီးလေးစားကြတာလေးလုတ်ပေးတယ်ပေါ့နော်မိုင်းရမိုင်းနဲ့ဆိုလို့ရှိရင်မိုင်းရချက်ကျွေးပါတယ်မိုင်းရဒီကရောင်းတဲ့နေရာမှာချက်တာငါငပိကျဲမန္တလေးနော်မုတ်တီတို့မုတ်တီရခိုင်မုတ်တီမိုင်းရမိုင်းရန်လဲအဲ့ဒါကြီးချက်တယ်နောက်မိုင်းရန်ချက်လို့နော်မိုင်းကျအားစားတယောက်တော့လေအဲ့လိုမျိုးလေးငါပွဲစားပွဲအဲ့လိုစားတာဒီကအဖက်ကြိုက်မုံငါဘက်ကိုကြိုက်အဲ့တော့ဖက်တယ်မျက်နှာကတ်တာအမေစစ်တယ်မှာတော့တခါဖြစ်ပြီးတယ်အဲ့လိုမျိုးပေါ့ကိုစားနေတဲ့ဥစ္စာဘေးနာအဲ့တဲ့တယောက်ကနေရှင်းသွားတာပေါ့ပတ်စံရှင်းသွားတော့ကိုကနောက်ပြီးကျမှရှက်သွားတာဘာလို့ဆိုငါးပွဲတောင်စားထားလို့ချက်ထိုက်တယ်စားရမှာကြီးနော်မူဘက်ကိုလေတို့ကကျတော့အရင်များနဲ့စားတခါမိုင်းရ3ပွဲတော့တပကံထဲမှာတခါတည်းတပကံနဲ့ထည့်စားတာအဖက်များတော့ကြိုက်တာအိမ်မနဲ့နှစ်ပိတ်တာလောက်ကားတော့ဝင်လိုက်ထွက်လိုက်နဲ့တရက်တည်းနဲ့ကုန်ရော
ငယ်လည်းလှုပ်စား အားရပေါ့အားရ အားလို့လှုပ်စား အဲ့ဒါကအခုနောက်ပိုင်းကဒီနေ့သားလေးစားပြရတယ်တွေ့ရတယ်ခုတော့ကဖြစ်နေပြီလို့ပြောတာ ဟုတ်တယ်အရာဟိုလေစားလဲစားတယ်လွတ်လဲလွတ်တယ်လေသူ အဲ့ဒါတော့တကယ်အမှတ်တရပဲတော့သိလားအဲ့လိုပေါ့အဲ channel တစ်ခုကနေပြောလေကိုကတော့အဲ့ချောင်းသာရောက်တဲ့အချိန်မှာရောက်ချင်းရောလို့မှားစားလိုက်တာဘာလို့သားလေးနဲ့တည်းသားလေးနဲ့ဖိုကလာကျွန်းတော့နေရဲရဲ့မင်္ဂလာဆောင်သွားတော့ဆိုတော့အဲ့ကောင်မလေးစီကပဲမြဲမာတာသူတို့ဆိုအလုံး40လောက်ဝယ်စားတာဘူးတွေနဲ့အဲ့ဒီကောမှာကနန်းခွက်ကြော်ကြိုက်တာလေအဲကြိုက်တော့စားလိုက်ပြီးတော့ဘလော့လေးရိုက်လိုက်ရိုက်ပြီးသွားပြီးတော့ပြန်ကနေ၄-၅ရက်လောက်အဲ့မှာကြောင်ညာလေးပါရိုက်ဘလော့တွေပါရိုက်ပြီးတော့ပြန်ကနေတဲ့ကြောင်မှာမနေ့လဲကြလိုက်ကြဦးလေးရအဲ့မှာပုံနေလေသမီးရဲ့အမောက်လူပါအောင်ကနန်းလေးတွေဆိုတနာရလေကွာလေအေးပေးလို့အကောင်လူမဲလို့ဆိုဘယ်လောက်လဲဆိုအကောင်90တဲ့အေးပြီးတော့ကတော့လူမဲဆိုပဲကျိုးတွေပေါ့နော်သူတို့လက်တွေတုတ်ထားတဲ့ဟာတွေပဲဖြတ်ပြီးတော့လွတ်လိုက်တာအချုံနာမယ်ပေါ့ဆူတောင်းပေးတာပေါ့အဲ့တော့အေးပဲဒီကျနေရလည်းမသိထိုးလိုက်တာလေစားတာနဲ့ဟိုဟာနဲ့ဗာလွတ်တာနဲ့ဆိုတော့ ငါလည်းရမရလွတ်ပြီးမပြန်ဖမ်းပြီးတော့ကြောလိုက်တော့ အကောင်သေးတယ်တိုင်း အဲ့တော့သူကန်နဲ့သူလို့ အခုပြောပြပါဦးအခုနောက်ပိုင်းလေဘလော့လေးစားပြတဲ့အချိန်မှာမျိုးသားတော့တက်နေရနော်ဒီကုန်းနဲ့ဒီလိုတက် သူတိတ်နေရတယ် तू ကအမစားပြလိုက်အမဘလို့ပြောလိုက် မတကယ်တော့တိကျဆောင်ပြစင်တာ ဖြစ်ချင်တာ ပြစင်တာ ဟိုနိုင်ငံလည်းတဲ့ကားလည်းဖတ်ခဲ့ရိုက်ဘူးလား ခေါ်လေအဲ့ဒီကြတော့တော်ပြေး အဲ့လိုကြီးအိုက်တိုင်းမဟုတ်ပါဘူးဟိုမိမပါနေဆိုတော့အဲ့လိုပေါ့ပြောတတ် တခါတလေဝင်ပါနော် ပါလာ အိမ်သားထဲမှာဟေး အခုတော့သူ့နိုင်တယ်ဒီနေရာနေရာ နိုင်တာမဟုတ်ဘူးကျွန်တော်အံ့ဩတယ်ချို့ဆိုရင်ငယ်တဲ့သူတွေကစိုးရတာလေမကြီးကသူကြီးပဲစိုးတာဟိုရှမ်းရတအားလို့လိုက်ရခေါ်တော့ဘေဘီတဲ့ဘေဘီလေးမနမ ဘယ်တော့ခေါ်လာတယ် ။အော်ဘယ်သူရှိမလဲသိတော့ကြပါဘော။ဘေဘီလေးတဲ့ ဟုတ်လားခေါ်တော့ ။ဟမ်။ဟောမဲဟောပါတော့ဘေဘီလေးလို့ပဲချစ်စရာကောင်းတော့ကိုအမလားအဲ့လိုပဲဘေဘီလေးလို့နော် အဲ့ဒီကတော့လေလေပြီးတော့ခေါ်တယ်မသိပါဘူးရဲမမေးပါ ။ तू နှလုံးသားထဲမှာတော့သူ့မျိုးသမီးလေးကငဲနေတာပေါ့လေ။အာ အခုတော့မှ TikTok မှာဟိုဟာလေးအောင်ကြိုက်ထားသေးတယ်လေဗာလဲပစ္စည်းခွေးတာဒူးလေးလားသူလောက်ထားတဲ့ဥစ္စာလေးကိုတော့မှဒီကွန်ပြန်ပြီးတော့ဆော့ထားသေးတယ်မောင်ဗာလဲမချစ်တော့ဘူးလို့ဘိုက်ထဲခံစားနေရဆို ။လိုက်ရခံစားနေ အဲ့ချောင်းလာမှာရိုက်ခဲ့ပြီ ။ဟောင်းနေလေအဲ့တယောက်တယောက်ချစ်နေတာကောင်းတယ်လေ သူကလူကြီးလို့နေတတ်တာသူက ။နောက်ပြီးတော့ तू ကအရန်စီကံလေးရှိတယ်။ကျွန်တော်ဆိုရင်ကားဖုန်ပေးပါပဲဒီတိုင်းနဲ့ तू ကားလို့လေအဲ့လိုပဲစောင်းနေပြေမိုးနေဘလောက်အေးနေကားကို तू ကိုယ်တိုင်ရေးစေးရန်သက်ရက်နေတာ ဒီလို anniversary ကိုပြောနေတာ ။အော်ခါတိုင်းတွေဆိုစုံပြစ်ကြလေအခုကမစုံပြစ်ကြဘူးနော် မစုံပြတော့ ။ခိုင်းနေကဆိုတော့မန္တလေးမှာနေရများတော့လေမမတွေကုန်မန္တလေးမှာတူနေကြရဆိုတော့စုံပြစ်နေရလေ တာရမွေးနေ့ဆိုလဲစုံပြစ်တယ်အဲ့လိုမျိုးတကြနှစ်စံတရက်နေ့ဆိုစုံပြစ်တယ်အဲ့ဒါတားတို့တမီးတို့ anniversary ဆိုလဲအဲ့လိုအိမ်မှာဆိုရင်ရောက်မှုသွားစားတယ်ဒီကုန်းလဲဆိုလဲအဲ့လိုမန္တလေးမှာဆိုရင်ဒီနေ့ကျတော့ချောင်းသာမှာဆိုချောင်းသာမှာလို့တားလို့မပါတော့ ဟုတ်တယ်မစုံပြစ်ကြဘူး